မန္တလေးမြို့ငလင်ဘေးမှာခိုင်နှင်းဝေထက်နာမည်ကောင်းရနေတဲ့အေတင်ကိုငလင်တန်ကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့မန္တလေးမြို့ကြီးပြည်လည်တည်ထောင်ရေးလုပ်ငန်းတွေငလင်ဘေးသင့်ပြည်သူတွေကိုကူညီရေးမှာနာမည်ကောင်းရနေရကတော့တထေးမကြီးအေတင်ကိုပါ Facebook ဆက်လီအေတင်ကိုဟာဆိုရင်တော့အင်မတန်ချမ်းသာတဲ့တထေးမကြီးတယောက်ဖြစ်ပြီးတော့ခင်ပွန်းတယ်မရှိတော့တဲ့နောက်ပိုင်းသူမတယောက်တည်းစီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေရပါသားလေးတွေကိုလည်းထူးချွန်သူဖြစ်အောင်ကြွေးမွေးဆောင်ရှောက်နိုင်ခဲ့ပြီးတော့ဘယ်သူမှပြန်လှည့်မကြည့်ရတဲ့ကိန်းခန့်ကြီးတဲ့တထေးမကြီးအဖြစ်မာနာကြီးစွာနဲ့နေထိုင်နေရဖြစ်ပါတယ်အခုကြားရောက်သွားတဲ့ငလင်ဘေးမှာတော့အေတင်ကိုကငလင်ဘေးတင်ပြည်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းလှူဒန်းနေရပါအထူးသဖြင့်ငလင်ဘေးကူညီရေးမှာအေတင်ကိုနာမည်ကောင်းရနေရကပြိုကျနေတဲ့အိမ်တွေမပြိုကျပေမဲ့လူတွေနေလို့မရတော့တဲ့အိမ်တွေကိုအခမဲ့ဖြိုဖျက်ပေးနေရဖြစ်ပါတယ်အခုဆိုရင်အိမ်တစ်လုံးဖြတ်ခါကဈေးကြီးပြီးတော့တာမန်လူတွေမတက်နိုင်ပါဘူးဒီလိုလူတွေအတွက်အေတင်ကိုကစနစ်တကျအိမ်တွေကိုအခမဲ့လိုက်လံဖြိုဖျက်ပေးနေတယ်လို့မန္တလေးမြို့သူမြို့သားတွေရဲ့လိုအပ်ချက်တွေကိုစီးစနစ်ကျစွာနဲ့ကူညီနိုင်တာကြောင့်ခိုင်နှင်းဝေထက်နာမည်ကောင်းရနေရဖြစ်ပါတယ်အခုချိန်မှာခိုင်နှင်းဝေကငလင်ဘေးတင်ပြည်သူတွေလူတန်းတဲ့နေရာမှာအစီအစဉ်မကျပဲလူကျင်တယ်လို့လူနေလို့ဝေဖန်ခံနေရတာပါအေတင်ကိုကတော့စနစ်တကျလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်လို့ကြည်ကျူးခံနေရတာဖြစ်ပါတယ်ရှင်